ဖြူအိမ်တော်ဖြူခဲ့တာကိုလေကိုဖိုးမပြောခဲ့မလို့သူတောင်းမှမှာလေပါလေ ဒါတောင်းမှန်စရာမလိုပါဘူးတကယ်ဆိုဖြည့်ရအိမ်တော်ကအမျိုးသားလည်းမဟုတ်ဘူးတကယ်လို့သူကအမျိုးသားဖြစ်ခဲ့မယ်ဆိုတော့ဖြည့်ဖို့ချစ်တယ်ကြောက်တော့ပါဘူးဖြည့်ပြီးတော့ခုဆိုရင်ဖြည့်ကိုရေးရတဲ့ပုံပြီးတန်ဖိုးထားပြီးတော့ချစ်မိတယ် တကယ်လားရင် တကယ်ပြောတာပဲဒါနဲ့လေကိုဖြူနဲ့ရောက်သူလွတ်လွတ်လပ်တဲ့အိမ်တော်တစ်ခုကိုတိဆောက်ရှင်အဲ့ဒါကြောင့်ကိုတို့ဒီကားတွေအဝေးဆုံးအသွားကြပြီးတော့တာမီးလေးလည်းမိသားစုကိုတိဆောက်ရတယ်နော် အဲ့တော့ကိုရဲ့ကိုနဲ့လိုက်ခဲ့လို့ရှိရင်လေကိုချက်ချက်အဆင်ပြေပါမလားလို့စိုးရိမ်မိရဲ့ ဖြူကကိုကိုတကယ်ချစ်တာဟုတ်ရဲ့ ဘယ်လိုပြောလိုက်တာလဲကိုဖိုးရင်ချစ်တာပေါ့ အဲ့ဒါဆိုဘာမှတွေးမနေရဘူးနော်တကယ်လို့ဖြူကိုတကယ်ချစ်တယ်ဆိုရင်ကိုမနေ့ပြန်ကြလို့ရှိရင်ကိုထက်မရှိတဲ့ရှင်မှာကိုဖြူလာဟောတယ်ဘောစားအဆင်ပြေတာနော် ဘာကိုရဲ့ ကိုချစ်တာ အော်ချစ်တာပေါ့ကိုရဲ့ ဟဲ့ဟိုကဘောပြားမရဲ့မိန်းမမို့လားဟုတ်တယ်လေအဲ့ဒါဘောပြားမမိန်းမပဲ